မင်းကလေးတယောက်ဟာတငယ်ချင်းဖြစ်သူနဲ့ပေါင်းပြီးလူယုံမာတယောက်ကိုဆုံးမဖို့တထေးကားတစ်စီးကိုဖျက်ဆီးလိုက်တယ်ဒါပေမဲ့ခဏအကြာမှာပဲတငယ်ချင်းဖြစ်သူကအဲ့ဒီကားဟာပါကင်ထဲမှာတော့မရှိဘူးလို့ဖုံးဆက်ပြောလာတယ်စိတ်ထဲမတင်ကဖြစ်သွားတဲ့သူမဟာထွက်ပြေးဖို့ပြင်လိုက်ပေမဲ့လှည့်ကြည့်မှာတော့သူမကိုတက်တက်ကြီးစိုက်ကြည့်နေတဲ့အမျိုးသားတယောက်နဲ့တိုးသွားတော့တာပါပဲအဲ့ဒီလူဟာကားရဲ့မူရင်းပိုင်ရှင်မှန်းသိသွားတဲ့အခါကောင်မလေးလည်းဦးကြောင်ကြောင်နဲ့တောင်းပန်ပြီးချက်ချင်းထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ကားပိုင်ရှင်ကသူမကိုဒီတိုင်းလွယ်လွယ်နဲ့မလုပ်ပေးပဲရဲစခန်းဖုံးဆက်ဖို့ဖုံးထုတ်လိုက်တဲ့ကောင်မလေးကရဲမခေါ်ဘူးတောင်းပန်ပြီးပျက်စီးသွားတာတွေကိုသူကိုယ်တိုင်ပြန်ရှင်းပေးမယ်လို့ကတိပေးခဲ့ပေမဲ့ကားပိုင်ရှင်ကိုဂျုံမုံတွေနဲ့ပေးကြံသွားစေပြီးအခြေအနေကိုပိုဆိုးသွားစေခဲ့တယ်ဒီတစ်ချိန်တော့ပြဿနာအကြီးအကျယ်တက်ပြီးဆိုတာသိလိုက်ရတဲ့သူမဟာရှော့ချေးပေးဖို့ကန့်လန့်ခဲ့ပေမဲ့လက်ရှိမှာပတ်စံမရှိသေးတာမို့သက်ဆိုင်သူရဲ့ဆက်သွယ်ရန်အချက်လက်ကိုပေးခဲ့ဖို့တောင်းဆိုလိုက်တယ်အဲ့ဒီလူလည်းသူမရဲ့အိတ်ပေါ်မှာဖုန်းနံပါတ်ရေးပေးပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာရှန်နန်းဟာသူမရဲ့တငယ်ချင်းစီသွားပြီးရင်ဖွင့်ခဲ့ပေမဲ့ရှော်ကြီးအကြောင်းပြောလိုက်တဲ့အခါမှာတော့တငယ်ချင်းဖြစ်သူကနေဟာနေရှင်းလိုက်ပါဆိုပြီးအလုပ်ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တုတ်ထွက်ပြေးသွားခဲ့တယ်။အဲ့ဒီညမှာရှန်နန်းဟာအရက်တွေကိုအလွန်ကြုံတောက်မိပြီးဆိုဖာပေါ်မှာတင်းတောင်ပြီးအိပ်ပျော်သွားခဲ့တယ်။ညတစ်ခေါက်မှာဆိုဖာပေါ်ကလိမ့်ကျပြီးအိပ်ပျော်ရင်းလမ်းလျှောက်ကဘာကိုနီဘက်စီရိုင်းတိရိုင်းတိုင်းထွက်သွားဒါရင်လက်ရန်ပေါ်ကနေမတော်တဆပြုတ်ကျသွားခဲ့တယ်တိုက်ဆိုင်ပဲအောက်ထပ်မှာနေတဲ့သူဟာအဲ့ဒီကားပိုင်ရှင်ဖြစ်နေတဲ့အတန်ကြားလို့ဘာကိုနီဘက်ထွက်လာပြီးဂရင်ပေါက်ဖွင့်လိုက်တဲ့ခဏမှာပဲရှန်နန်းကသူ့ကိုတင်းတင်းကြပ်ကြပ်ဖက်တွေ့လိုက်တော့တာပါပဲလော့ချင်းလဲလန့်သွားပြီးသူမကိုတုံးထုတ်လိုက်မှအရင်ကသူ့ကားကိုဖျက်ဆီးခဲ့တဲ့ကောင်မလေးဆိုတာသိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကကျမ်းပြင်ပေါ်ရုတ်တရက်လဲကျသွားခဲ့တယ်လော့ချင်းကသူမအရက်မူးနေမှန်းသိသွားပြီးအိပ်ရပေါ်ကောင်းကောင်းမွန်မွန်သွားဖို့ဘေးကအခန်းထဲကနေညံ့ညံ့ထွက်သွားခဲ့တဲ့တကားပိတ်သွားတဲ့ခဏမှာပဲရှန်နန်းရဲ့မျက်လုံးတွေပွင့်လာခဲ့ပါတယ်စောစောကအတော်လေးမူးနေခဲ့ပေမဲ့ဒီလူဟာမိုးလွဲပိုင်းကကားပိုင်ရှင်ဆိုတာကိုသူမမှတ်မိနေတော့မှပဲပတ်စံတောင်းမှကြောက်တာကြောင့်သူမမိမသွားအောင်အိတ်ချင်ဟန်ဆောင်နေခဲ့တာပါဒါပြင်သူ့အဝတ်စားနဲ့ရှုဖက်နှက်တွေကိုပါခိုးယူပြီးချောင်းမြောင်းထွက်ပြေးသွားခဲ့ပါတယ်မောင်ရိပ်ခိုပြီးကောင်မလေးမူးမူးနဲ့ဘာကိုနီပေါ်ကမတော်တဆပြုတ်ကျကအနိုင်ကျင့်တတ်တဲ့ရှင်ရဲ့အခန်းထဲရောက်သွားခဲ့ပြသူ့ကိုဖက်တွေကမူးပြီးတောင်းကျမ်းခဲ့ပေမဲ့လူကြီးလူကောင်းဆန်တဲ့ကျူကအခန်းကိုပေးခဲ့တာပါခဏအကြာမှာမူးပြေသွားတဲ့ကောင်မလေးဟာမတိတဲ့အခန်းထဲရောက်နေတာကိုသိလိုက်ရပြီးတကားဖွင့်ကြည့်လိုက်တော့အပြင်မှာထိုင်နေတဲ့ဆိုကိုတွေးလိုက်ရတာကြောင့်ထိတ်လန့်တကြားထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်အမှန်တော့မကြသေးမီကမှရှန်နန်းဟာသူ့ရဲ့ဖာရာရီကားကိုဖျက်ဆီးခဲ့ပြီးကောင်းကင်ပေါ်ထိမတက်ပြုပြင်စရိတ်တွေကျွေးတင်နေတာကြောင့်မဆက်နိုင်ပဲရှောင်ပြေးနေခဲ့တာပါဒါပေမဲ့နောက်တစ်နေ့မှာပဲသူမဟာစုံနဲ့ထပ်တိုးပြန်ပါတယ်တိုက်ဆိုင်ပဲအဲ့ဒီလူဟာသူမအလုပ်လုပ်တဲ့ဟိုတယ်ရဲ့ခန့်အပ်ခံရသူဥက္ကဋ္ဌအသစ်ဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးရှန်နန်းရဲ့ဘဝဟာဆိုးရွားလာခဲ့တဲ့ကြောကသူမကိုတမင်တက်ဒုက္ခပေးပြီးဟင်းပွဲ90ကိုတစ်ဆက်တည်းချက်ပေးဖို့တောင်းဆိုခဲ့တယ်စပူမှုတယောက်အနေနဲ့ရှန်နန်းမှာဒေါသတွေကိုမျိုးသိပ်ပြီးအလုပ်လုပ်ရုံမှအပအခြားရွေးချယ်စရာမရှိခဲ့ပါဘူးဒါပေမဲ့ထီယာကသူမရဲ့ဟင်းပွဲတွေကိုမြည်ဆန်းလိုက်တိုင်းပျောက်ဆုံးနေတဲ့ကျဉ်းနှံမှုကိုပြန်လည်ရရှိသွားသလိုစမ်းကြဲတဲ့ဝမ်းမြောက်မှုတွေနဲ့မျှတက်နာကလင်းလက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ဟင်းပွဲ10လုံးချက်ပြီးတဲ့အခါရှန်နန်းဟာစပွဲပေါ်မောပန်းနွမ်းနေစွာလဲကျသွားခဲ့တယ်မန်နေဂျာကသူမကိုပြင်းနေတယ်ဆိုပြီးပြင်းထန်ထန်ဆဲဆိုချိန်မောင်းကခေါင်းမိုးထက်ကိုတွားပြီးပြန်လဲသုံးသက်ဖို့လွှတ်လိုက်တဲ့လက်ခေါ်ကြောင်ရုပ်တုလေးကိုမြင်တော့ရှန်နန်းကချစ်စရာကောင်းတယ်လို့ထင်ခဲ့ပြီးအနားမှာလဲလျောင်းနေတဲ့အခြားလေထိုးလက်ခေါ်ကြောင်ကိုသတိပြုမိသွားတယ်လေထိုးခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာတော့ဘေးနာကရေကူးကန်နဲ့ဆရာပြုတ်ကျသွားခဲ့ပါတယ်ဆရာနိုးလာတဲ့အခါအိယာပေါ်ရောက်နေပြီးရှန်နန်းကတော့မန်နေဂျာရဲ့အလုပ်ထုတ်ခြင်းကိုခံလိုက်ရပါပြီ။သူမဟာအွန်လိုင်းကနေကိုရေးရဇဝင်တွေကိုယူသွစွာရှောက်ထားခဲ့ပေမဲ့ဖုန်းတစ်ထောက်မျှမလာခဲ့ပါဘူး။မျောလင်းချက်မရှိတော့တဲ့အချိန်မှာပဲဖုန်းရုပ်တရက်မြည်လာခဲ့ပြီးအင်တာဗျူးအခွင့်အရေးများလားလို့ထင်ကဖြေလိုက်ပေမဲ့ဇိုရဲ့အကူကကျွေးမိတွေတောင်းဆိုတဲ့အတန်ကိုပဲကြားလိုက်ရပါတယ်။အခြားနီလန်းမရှိတော့တဲ့ရှန်နန်းဟာပတ်စံငါးဖို့အဖိုးစီသွားခဲ့ပါတယ်။မြင်းမဖြစ်သူနောက်တစ်ကြိမ်အလုပ်ပြုတ်သွတ်အားဒါကိုကြားတော့အဖိုးကဒေါသထွက်သွားခဲ့တာကြောင့်သူမဟာချွဲနွယ်ပြီးအဖိုးရဲ့အစားအသောက်ဆိုင်မှာကူညီခွင့်ပြုဖို့တောင်းပန်ခဲ့ရတယ်နောက်ဆုံးမှာတော့အဖိုးလည်းစိတ်ပျော့သွားပြီးသဘောတူခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကောင်မလေးအလုတ်ကထွက်သွားတာကိုသိလိုက်ရတဲ့ကျော်ဟာသူ့ကိုကျင်းနေစေမဲ့ဟင်းပွဲတွေကိုအခြားဘယ်သူမှမချက်ပေးနိုင်မှန်းသိသွားခဲ့တယ်သူ့ရဲ့အကူကစားတောက်ဆိုင်တွေကိုအနှက်လိုက်ရှာပေးခဲ့ရမှနောက်ဆုံးမှာရှန်နန်းရဲ့လမ်းဘေးအစားတောက်ဆိုင်စီရောက်ရှိသွားခဲ့ပါတယ်သူဟာစံခောက်ဆွဲတဲ့ပွဲမှာဒါယူပြီးစားတော့မဲ့အချိန်မှာပဲရှန်နန်းကသူ့လက်ထဲကတူကိုရုတ်တရက်လူယူလိုက်ပါတော့တယ်ကောင်မလေးဟာဂျေယောကိုမတော်တဆဆေးရုံရောက်သွားအောင်လုပ်မိခဲ့လို့ကြီးမားတဲ့ဆေးကုသဆေးတွေနဲ့ရင်ဆိုင်ရတဲ့အခါလုံးဝမျောလင်းချက်မဲ့သွားခဲ့တယ်။သူမမှာအလုပ်လည်းမရှိစုဆောင်းငွေလည်းမရှိပါဘူး။ကံကောင်းစွာနဲ့ပဲဂျေယောကသူမရဲ့အခြေအနေကိုနားလည်ပေးခဲ့ပြီးအကျွေးဆက်ဖို့အတွက်ဟင်းချက်ပေးရမယ်သဘောတူညီချက်စာချုပ်လက်မှတ်ထိုးဖို့အစီအစဉ်ပါကိုကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့စုစုပေါင်းဆေးကုသဆေးရိတ်ဒေါ်လာ130သူညရှိနေတာမို့ရိုးရိုးအယိုးရှင်းဆုံးအစားအသောက်ပြင်ဆင်ပေးတာမျိုးနဲ့ဆိုရင်ဘယ်တော့မှအကျွေးချေမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကောင်မလေးဟာနည်းနည်းတီထွင်လိုက်ပါတယ်သူမဟာဆီယိုရဲ့ဝိုင်ပလင်းကိုဖွင့်ပေးခအတွက်ခေါင်းစဉ်တက်ပြီးပတ်စံစတောင်းခဲ့တယ်ဆီယိုလည်းအံ့အားသင့်သွားပေမဲ့နောက်ဆုံးမှာတော့ပေးလိုက်ရပါတယ်ဘေးပေါ်မှာလက်မှတ်ထိုးပြီးတဲ့အခါကောင်မလေးကဖုန်းကြည့်ရင်သူ့ကိုဝမ်းသာအားရနှုတ်ဆက်လိုက်တယ်ဒါပေမဲ့ချောကလည်းမဟုတ်ပါဘူးနောက်တစ်ချိန်လာစားတဲ့အခါမှာတော့ပလင်းကိုဖွင့်မပေးုံတင်မကပဲဝိုင်တစ်စိတ်ကိုပါခွာပစ်ခဲ့ပါတယ်တီးတန့်ဝိုင်တူလောင်ယုံကဝိုင်တွေမှာဈေးနှုန်းဖော်ပြမထားတာကိုရှန်နန်းလုံးဝမျောလင့်မထားခဲ့ပါဘူးတထေးတယောက်ဟာဒီလောက်ထိကက်ဆေးနီးနိုင်ပြီးဝိုင်းစစ်ငန်းနဲ့ကြားကိုတော့မတုံးဘူးဆိုတာကိုပေါ့ဆီယိုရဲ့ပါနှက်မှုကြောင့်သူမစိတ်ပြတ်ခဲ့ရပေမဲ့ဒီအတိုင်းဆက်သွားလို့မဖြစ်ဘူးဆိုတာကိုသိနေခဲ့တယ်ဒါကြောင့်နောက်တစ်နေ့မှာကောင်မလေးဟာဆရာကိုနှုတ်ဆက်ဖို့အထူးချုပ်လုပ်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်သူမရဲ့ရုပ်တွင်ဟာသူ့ကိုချက်ချင်းဆွဲမှတ်သွားစေခဲ့ပြီးရှန်နန်းရဲ့အပြစ်ကင်းတဲ့မျက်နှာပေးငယ်ရွယ်နှုတ်ပြတဲ့အမူအရာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါဆီယိုဟာကြတောင်းတဘဝကိုပြန်ရောက်သွားတယ်လို့ခံစားလိုက်ရပြီးအဲ့ဒီလိုမူရင်းမိန်မောနေတဲ့အခြေအနေမှာတင်အဲ့ဒီနေ့အတွက်စီးစီးညစ်ထုတ်လိုက်တာဒေါ်လာ9သူညထိရောက်သွားခဲ့ပါတယ်ကောင်မလေးရဲ့လက်ကွက်ထဲရောက်သွားမှသိလိုက်ရတဲ့ဆော်ဟာချက်ချင်းရှက်ရွံ့သွားခဲ့ပြီးနောက်တစ်နေ့မှာအခြေအနေကိုပြန်ထိန်းချုပ်ဖို့နှင်းစီပန်းစီယူလာခဲ့ပါတယ်မထင်မှတ်ပဲကောင်မလေးကပန်းတွေကိုဒီအတိုင်းယူလိုက်ပြီးမုတ်ဖြစ်ပြောင်းလဲပစ်ဖို့စီစဉ်လိုက်တဲ့ဆီယိုမှာနီးလန်းမရှိတော့ပဲသူမဟင်းချက်တာကိုပဲငြင်ငြင်လေးစောင့်နေခဲ့ရပါတယ်
ဆောင်ဆိုင်ရင်ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့ပြီးကောင်မလေးကတော့အတော်လေးကြာမှမိဖို့ကြောင့်တဲကထွက်လာခဲ့တဲ့ဇိုးရဲ့ခဲရင်းစွာတွေ့ရတဲ့အိပ်ပျော်နေတဲ့မျက်နှာကိုမြင်တော့သူမဟာဖုံးထုတ်ပြီးသူ့နဲ့အတူဆက်ဖီရိုက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူကရုတ်တရက်အိပ်ယာပြောင်းလိုက်တာကြောင့်သူမဟာသူ့ကိုမတော်တဆနမ်းမိသွားခဲ့တဲ့ချက်ချင်းပြရခတ်သွားပြီးသူ့ကိုပင်မကြည့်ရတော့ပါဘူးရှာကလည်းဒီလိုမတော်တဆမှုကိုမမျှော်လင့်ထားတာမို့စင်ကြီးတစ်ခုအမြန်ပေးပြီးထွက်သွားခဲ့ပါတယ်ကောင်မလေးဟာစိတ်ကြည်လင်းမှုမရှိတဲ့အခါတိုင်းဈေးကိုသွားပြီးဈေးအပြင်းအထန်စစ်လေးရှိပါတယ်ပင်လယ်စာရောင်းသူကသူမလာတာကိုမြင်တာနဲ့ချက်ချင်းပုံကျင်သွားခဲ့ပေမဲ့ကောင်မလေးကသူမရဲ့ဆိုင်ရှိတက်ရောက်လာခဲ့ပါတယ်ဆိုင်ရှင်လည်းကံကြမ္မာကိုအရှုံးပေးလိုက်ရပြီးပစုံတွေကိုခက်ယူရင်းတယောက်ကသူမကိုနောက်ထပ်အနိုင်ကျင့်လိုက်ပြန်ပြီလားလို့မေးခဲ့တဲ့အမှန်တော့ရှန်နန်းဟာစိတ်တက်ကြတဲ့အခါတိုင်းအပြင်ထွက်ပြီးဈေးကြီးတာတစ်ခုခုကိုဝယ်လေးရှိတာပါဆိုင်ရှင်ကဈေးမလျှော့ပေးတာကိုမြင်တော့ရှန်နန်းကခုံတလုံးကိုစွဲယူပြီးဆိုင်ရှိတက်မှာထိုင်လိုက်ပါတယ်ဆိုင်ရှင်လည်းပြရခတ်သွားပြီးဈေးကို80အထိအမြန်လျှော့ပေးလိုက်ရတယ်အမှန်တော့လွန်ခဲ့တဲ့ညကရှန်နန်းဟာဆယောက်ကိုမတော်တဆနမ်းမိခဲ့တာပါတခါမှအချစ်မရှိခဲ့ဘူးတာမို့သူမရဲ့ရင်တွေခုန်လုံနေခဲ့ပေမဲ့လော့ချင်းကစင်ကြေပေးပြီးထွက်သွားခဲ့တာကြောင့်ကောင်မလေးကိုချုံငိမ့်တဲ့ romance တွေကိုအိမ်မက်စေခဲ့ပြီးဆယောက်ဟာအမှန်တကယ်တော့သူမစီကနေရုံထွက်ဖို့ကြိုးစားနေတာကိုသူမမသိခဲ့ပါဘူးနောက်တနေ့မှာလော့ချင်းကသူမကိုအပြင်ခေါ်ထုတ်ပြီးသူနှစ်သက်တဲ့ဟင်ပွဲတွေကိုမာယူခဲ့ပါတယ်ရှန်နန်းကသူချစ်ရေးဆိုတော့မယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒီအစားသူတို့လက်မှတ်ထိုးထားတဲ့အကျွေးဆက်စာချုပ်ကိုထုတ်ယူလိုက်ပြီးအကျွေးဆက်ဖို့ဟင်းချက်ပေးစရာမလိုတော့ကြောင်းပြောခဲ့ပါတယ်သူလည်းသူမစီနောက်ထပ်လာမှာမဟုတ်တော့ပါဘူးအကျွေးတွေမရှိတော့ပေမဲ့ရှန်နန်းစိတ်သက်သာရမရခဲ့ပါဘူးလော့ချင်းကအကြောင်းပြချက်ကိုရှင်းပြခဲ့ရမှာသူဟာအလုပ်အတွက်နိုင်ငံခြားကိုပြောင်းရွှေ့တော့မှာဖြစ်ပြီးပြန်လာတော့မှာမဟုတ်ကြောင်းနဲ့သူနဲ့ရှန်နန်းတို့စုံစည်းကြတော့မည်မဟုတ်ကြောင်းပြောခဲ့ပါတဲ့အမှန်တော့သူလည်းမထွက်သွားချင်ပါဘူးဒါပေမဲ့ကုမ္ပဏီတစ်ခုရဲ့စီအဖြစ်တာဝန်တွေရှိနေခဲ့တာပါသူ့ရဲ့အကူကလည်းသူ့နေရာကိုပြန်သွားဖို့အချိန်တန်ပြီဖြစ်ကြောင်းသတိပေးခဲ့ပါတယ်အပြစ်ရှိစိတ်ကြောင့်ရှန်နန်းအနေနဲ့ပြဿနာတစ်ခုခုနဲ့ကြုံတွေ့ရပါကသူ့စီအမြဲဆက်သွယ်နိုင်ကြောင်းကတိပေးခဲ့ပါတယ်အဲ့ဒါကိုကြားတော့ကောင်းမလေးဟာနောက်ဆုံးမှမျက်ရည်ကျကငိုကြွေးပြီးစားတောက်ဆိုင်ထဲကနေဒေါသတကြီးထွက်ပြေးသွားခဲ့ပါတယ်အိမ်ပြန်ရောက်တော့ဆရာနဲ့သက်ဆိုင်သမျှအရာအလုံးကိုထုတ်ပိုးပြီးအမိုက်ပုံနဲ့ပစ်ထည့်လိုက်ပါတယ်အားမရသေးပဲအိတ်ကိုလက်သီးနဲ့3-4ချက်လောက်ထိုးနှက်လိုက်ပါသေးတယ်အထဲကိုဝင်ဖို့အလှည့်မှာပဲသူမရဲ့ဖက်နှက်အောက်မှာအီတစ်ခုခုကိုခံစားလိုက်ရတယ်ခြေထောက်ကိုမြောက်ကြည့်လိုက်တော့ခွေးချေးပုံကြီးဖြစ်နေခဲ့ပါတယ်စိတ်တက်ကြစွာနဲ့ပဲ TV ကြည့်ဖို့ဝင်သွားခဲ့ပေမဲ့ဖန်သားပြင်ပေါ်မှာချွဲနွဲ့နေတဲ့စုံရွဲတွဲကိုတွေးလိုက်ရတာကြောင့်ပိုပြီးစိတ်ညစ်သွားခဲ့တယ်ဒါကြောင့် TV ကိုပိတ်လိုက်ပြီးလေကောင်းလေတန့်ရဖို့အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာပြန်လာတဲ့အခါစင်ချင်းမီတီကပြက်နေခဲ့ပြီးမှောင်မဲနေတဲ့အမောင်ထဲမှာငပြောသီးခုံကိုတက်နေမိကလေကားပေါ်ကနေအောက်ကိုတန်တန်မတ်မတ်လှိမ့်ကျသွားခဲ့ပါတော့တယ်ကောင်မလေးဟာသူမရဲ့ချစ်သူစီဝမ်းသာအားရကိတ်မုတ်သွားပို့ခဲ့ပေမဲ့ချစ်သူဟာသူ့ရဲ့အမျိုးသမီးအတွင်းရင်းမှုနဲ့အတူနေနေတာကိုတွေ့လိုက်ရတယ်ပိုဆိုးတာကသူမရဲ့ချစ်သူကသူမကိုစပ်ဖို့မှုတယောက်အဖြစ်နဲ့ပဲမိတ်ဆက်ပေးခဲ့တာပါရှန်နန်းရဲ့ရင်ထဲမှာချက်ချင်းပဲစိတ်တက်ကြသွားခဲ့ပါတယ်သူမတုတ်ပြန်ဖို့မပြင်နိုင်သေးခင်မှာပဲအကွက်များတဲ့အဲ့ဒီအမျိုးသမီးကသူမရဲ့လက်ထဲကကိတ်မုတ်ကိုယူလိုက်ပြီးမုတ်ဖို့ပေးခဲ့ပါတယ်ဒါဟာအရှက်ရစရာဖြစ်ခဲ့ပေမဲ့သူမရဲ့ချစ်သူကတော့ရှင်းပြဖို့တောင်မကြိုးစားခဲ့ပါဘူးရှန်နန်းဟာခါတိမှုကိုမျိုးသိပ်လိုက်ရုံမှအပမရှိပဲဟိုတယ်ရဲ့ကိုစားနှုတ်ခွန်းဆက်ဖို့ရောက်လာတာပါဆိုပြီးရဲဆောင်းပြောလိုက်ပါတယ်သူမစိတ်ပြက်လက်ပြက်နဲ့လှည့်ထွက်သွားတဲ့အချိန်ကျမှလော့ချင်းဟာတခုခုမှားယွင်းနေပြီဆိုတာသိလိုက်ရတာပါအဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ကြားမှာအကြောင်းတစ်ခုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်ရှန်နန်းဟာဒေါသတကြီးနဲ့သူ့ရဲ့ဖုန်းခေါ်ဆိုမှုအားလုံးကိုညှင်းပယ်ခဲ့တဲ့ဆီယိုအနေနဲ့သူ့ရဲ့အခုလုပ်သူရဲ့ social media ကနေတဆင့်ပဲသူမရဲ့သတင်းအချက်အလက်များကိုလိုက်ကြည့်နိုင်ခဲ့ပါတယ်လော့ချင်းဟာရှန်နန်းနဲ့အခြားမျိုးသားတယောက်ရဲ့ယဉ်နီးနေတဲ့တပ်ပုံကိုမြင်လိုက်ရတဲ့အခါနောက်ဆုံးမှပြရခတ်သွားခဲ့ပါတယ်ဒါကြောင့်နောက်တနေ့မှာရှန်နန်းအလုပ်ကိစ္စနဲ့ခီးထွက်နေတဲ့မျိုးစီအရောက်သွားခဲ့ပေမဲ့ရောက်သွားတာကအခြေအနေကိုပိုပြီးဆိုးရွားသွားစေခဲ့ပါတယ်သူမဟာအဲ့ဒီလူနဲ့လွန်လွန်ကဲကဲယဉ်နီးနေတာကိုသူတွေ့ခဲ့ရတယ်သူဟာတနေ့လုံးသူတို့နောက်ကိုလိုက်သွားပြီးသူတို့ရေမောစကားပြောနေကြတာကိုမနာလိုဒေါသဖြစ်စွာနဲ့ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်မှာသူမကိုဟိုတယ်တစ်ခုတည်းစီကူညီတွဲခေါ်သွားတာကိုစီစီညစ်ထုတ်ကြည့်လိုက်ရတယ်လော့ချင်းဟာစိတ်ထိန်ရခတ်သွားပြီးကက်လျက်အခန်းကိုချက်ချင်းပုတ်ကင်လုပ်လိုက်ကဝန်ထမ်းတယောက်ကိုပါလက်ထိုးပြီးသူမကိုတွားကြည့်ခိုင်းခဲ့ပါတယ်ဒါပေမဲ့မကြသေးမီမှာပဲရှန်နန်းကဒါကိုအတူတူရိပ်မိသွားခဲ့ပြီးဘာခွင့်ရင်းနဲ့သူမရဲ့ဘဝထဲပါဝင်ဆွတ်ဖက်နေတာလဲလို့ဒေါသတကြီးမင်းမြန်းခဲ့တယ်သူဟာသူမလိုချင်တဲ့အဖြေကိုမပေးနိုင်တဲ့အခါရှန်နန်းဟာအလွန်စိတ်ပြတ်သွားခဲ့ပါတယ်သူမဟာသူ့ကိုဆက်ပြီးရှုပ်ရှုပ်ရှက်ရှက်မလုပ်ချင်တော့ပါဘူးဒါပေမဲ့သူမလှည့်ထွက်တက်သွားတဲ့အချိန်မှာပဲရှူကသူမနောက်ကိုလိုက်လာခဲ့ပါတော့တယ်ကောင်မလေးဟာသူမရဲ့ကြွယ်ဝချမ်းသာတဲ့အနာဂတ်ရောက်ခမနဲ့တွေ့ဆုံမှုတေချာပြင်ဆင်ဝတ်ဆင်ခဲ့ပေမဲ့အမြဲတမ်းဝေဖန်ပြစ်တင်တာကိုပဲခံခဲ့ရပါတယ်။အဲ့ဒီအစားမတူညီတဲ့ရုပ်တွေနဲ့သူမကိုတွေ့လိုက်ရတဲ့သူကတော့မရေပဲမနေနိုင်ခဲ့ပါဘူး။အဲ့ဒီနောက်ဥက္ကဋ္ဌကခက်ခဲတဲ့မေးခွန်းအချို့ထပ်မေးခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲရှန်နန်းဟာကြိုတင်ပြင်ဆင်ထားခဲ့တာကြောင့်တည်ငြိမ်စွာဖြေရှင်းနိုင်ခဲ့ပါတယ်။အနာဂတ်ရောက်ခမကသူမစီမှာအပြစ်ရှာမတွေ့တာကိုမြင်တော့ကောင်မလေးဟာချစ်သူကိုမျက်စိမိတ်ပြလိုက်ပေမဲ့လွန်သွားခဲ့ပြီးမျက်တောင်သူတဝက်ပြုတ်ကျသွားခဲ့တာကြောင့်လော့ချင်းကတိုးတိုးလေးသတိပေးခဲ့ရပါတယ်အခက်ခဲနှဲငယ်ရှိပြီးနောက်အစည်းအဝေးဟာပင်မအကြောင်းအရာစီကူးပြောင်းသွားခဲ့တဲ့ဥက္ကဋ္ဌကတားဖြစ်သူကိုအကြောင်းပြချက်တစ်ခုနဲ့ခိုင်းစေပြီးနှင်ထုတ်လိုက်ကကောင်မလေးဟာအသက်အရွယ်ပဲဖြစ်ဖြစ်အစင်တန်းပဲဖြစ်ဖြစ်တားဖြစ်သူနဲ့မလိုက်ဖက်ကြောင်းပုံပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်အနာဂတ်ရောက်ခမရဲ့ခက်ခဲအောင်လှုပ်ဆောင်မှုတွေကိုရင်ဆိုင်လိုက်ရတဲ့ရှန်နန်းဟာနေမကောင်းမှုဟုဆိုကယဉ်ကျေးစွာထွက်ခွာသွားခဲ့တဲ့ဒီမမျှော်လင့်ထားတဲ့လှုပ်ရှားမှုကြောင့်ရောက်ခမဖြစ်သူမှာအနှဲငယ်အံ့အားသင့်သွားခဲ့ရပါတယ်စီပြန်ရောက်လာတဲ့အချိန်မှာတော့ရှန်နန်းဟာထွက်သွားနေပြီးသားပါသူမစိတ်ဆိုးသွားမှာကိုစိုးရိမ်တာကြောင့်သူမကိုနှစ်သိမ့်ဖို့အိမ်စီချက်ချင်းလိုက်သွားခဲ့ပါတယ်လော့ချင်းဟာမိခင်ဖြစ်သူဘလောက်ထိလွန်ခဲ့တယ်ဆိုတာသိသွားခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲရှန်နန်းကစိတ်ထဲမထားခဲ့ပါဘူးအဲ့ဒီအစားသူဟာတကယ်တမ်းမိုးရှိရင်စဉ်းစားပေးမယ်ဆိုပြီးသူ့ကိုပြောင်းနောက်ခဲ့တယ်သူစိတ်မကောင်းဖြစ်နေတာကိုမြင်တော့သူမကအမြန်တောင်းပန်ခဲ့ပေမဲ့သူကသူမကိုပွေ့ချပြီးစပွဲပေါ်ထိုင်ခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်သူမစီဖြည်းဖြည်းချင်းတိုးကပ်သွားခဲ့ပြီးသူ့မျက်လုံးထဲကပြင်းထန်တဲ့ပိုင်ဆိုင်လိုစိတ်တွေကြောင့်သူမဟာသူ့ကိုစိုက်မကြည့်ရတော့ပါဘူး။နောက်တနေ့မှာလော့ချင်းဟာရှန်နန်းနဲ့အတူရှိနေဖို့ဆုံးဖြတ်ထားကြောင်းမိခင်ဖြစ်သူကိုပြောကြားခဲ့ပါတယ်။မထင်မှတ်ပဲမိခင်ဖြစ်သူကကောင်မလေးကိုညစာကျွေးဖို့ကမ်းလှမ်းခဲ့တယ်လော့ချင်းကရှန်နန်းကိုစားညှင်းပယ်ခြင်းခဲ့ပေမဲ့အကွက်များတဲ့အတွင်းရင်းမှုကနားလည်မှုလွဲမှားတာတွေကိုရှင်းလင်းမှုအခွင့်
အရေးကောင်းတစ်ခုဖြစ်နိုင်တယ်ဆိုပြီးမြောက်ပေးခဲ့ပါတယ်သူတို့၃ယောက်ထဲရိုးရှင်းတဲ့ထမင်းစပွဲတစ်ခုပဲဖြစ်မယ်ဆိုတာကိုထပ်ခါအတီးပြုပြီးနောက်မှာတော့လော့ချင်းဟာမလိုလားပဲသဘောတူခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့သဘောတူထားတဲ့စားတောက်ဆိုင်စီရောက်သွားတဲ့အခါအထဲမှာလူအုပ်ကြီးကိုတွေ့လိုက်ရတယ်ဒါဟာပြန်လည်တင်းမြတ်ဖို့လို့ဆိုထားပေမဲ့ရှန်နန်းကိုအဆက်ခွဲဖို့ရည်ရွယ်ထားတဲ့ဂုံတိတ်ခါချအဲ့ခံပွဲဖြစ်နေခဲ့တာပါကောင်းမလေးကိုချမ်းသာတဲ့မိခင်နဲ့တွေ့ဆုံဖို့ဆရာကခေါ်ဆောင်လာခဲ့ပေမဲ့ထိုင်တော့မဲ့အချိန်မှာပဲအတွင်းရေးမှူးကသူမကိုအစီခံတွေထိုင်တဲ့နေရာစီညွှန်ပြခဲ့ပါတယ်။ရှန်နန်းကစတင်ချိန်မှာဂယုမဆိုင်ပဲထောက်တနေရာမှာအလိုက်တင်ထိုင်ခဲ့ပေမဲ့အနာဂတ်ရောက်ခမဖြစ်သူကသူမကိုစောက်ဖို့မှုတယောက်ဖြစ်မိတ်ဆက်ပေးုံမကပဲရှိထွက်လာပြီးဟင်းချက်စွမ်းရည်ပြသဖို့ပါတောင်းဆိုလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားခဲ့ပါဘူး။ရှန်နန်းဟာမလေးစားခံရဘူးလို့ခံစားခဲ့ရပေမဲ့ချစ်သူရဲ့မိခင်ဂုံတိတ်ခါအတွက်မာနာကိုမျိုးတိတ်ကစပိုမှုထံမှတာဝန်ကိုလွှဲပြောင်းယူခဲ့ပါတယ်။ဒါပေမဲ့ကျင်းနဲ့အောင်စူးစမ်းခဲ့တဲ့ရှန်နန်းရဲ့အားထုတ်မှုတွေဟာပုံမအဆက်ခွဲခြင်းနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာရှန်နန်းဟာဟင်းပွဲပြင်ဆင်ဖို့ခေါ်ဆောင်ခံရတဲ့ဟင်းချက်သမားတယောက်ထံမပူတော့ပါဘူး။သူချစ်ရတဲ့အမျိုးသမီးကိုမိခင်ဖြစ်သူကဒီလိုအဆက်ခွဲနေတာကိုကြည်ရင်လော့ချင်းဟာပထမဆုံးအကြိမ်ဖြစ်သူမကိုတွန်းလှန်ခဲ့ပါတယ်။သူဟာကောင်မလေးရဲ့လက်ထဲကရောက်မှကိုခိုင်မာစွာလူယူလိုက်ပြီးအတူရှိနေတဲ့သူများအားလုံးကိုရှန်နန်းကိုချစ်မြတ်နိုးကြောင်းအတိတ်ထံပြုဖော်ပြခဲ့ပါတယ်။ခန်းစားချက်ကြောင့်လားနာကျင်မှုကြောင့်လားဆိုတာရှန်နန်းမဝေခွဲနိုင်ခဲ့ပေမဲ့အရာတစ်ခုကိုတော့သူမသိခဲ့ပါတယ်။အဲ့ဒါကတော့သူမနဲ့မဆိုင်တဲ့ဒီကဘာထဲမှာနောက်ထပ်တစ်စက္ကန့်မျှမနေနိုင်တော့တာပါပဲကျော်ကသူမနောက်စီအပြေးလွှားထွက်လာတဲ့အချိန်မှာတော့ကောင်မလေးဟာထွက်ခွာသွားခဲ့ပြီးပါပြီ။တက်စီပေါ်မှာရှန်နန်းဟာမျက်ရည်ကျနေခဲ့ပါတယ်။ပထမဆုံးအကြိမ်ဖြစ်သူတို့ကြားကကွာခြားချက်ကိုအမှန်တကယ်ခံစားလိုက်ရပြီးဆက်သွားနိုင်ပါမလားဆိုတာသူမမသိချတော့ပါဘူး။မိမောစွာနဲ့ပဲအေစီပြန်လာခဲ့စင်မှာမကျေနပ်ချက်ပုံကွယ်နေတဲ့စပိုမှုစုနဲ့အောက်ထပ်မှာတိုးခဲ့ပါတဲ့ရှန်နန်းကိုမြင်တော့သူဟာပလင်းကိုမြောက်ကသူမစီရိုက်နှက်လိုက်ပါတယ်အရေးကြီးတဲ့အချိန်မှာလော်ကျင်းရောက်ရှိလာပြီးသူမအတွက်ပြင်းထန်တဲ့ထိုးနှက်ချက်ကိုအစားခံပေးခဲ့ပါတယ်သူမအတွက်အသက်အန္တရာယ်စွန့်စားပေးခဲ့တဲ့ကြော်ကိုကြည်ရင်ရှန်နန်းရဲ့တွန်းဆုတ်မှုနဲ့ကြောက်ရွံ့မှုအလုံးအရေးပြောသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးဟာတဲထန်စွာကြာဆင်းနေတဲ့နှင်းတွေအောက်မှာသူတို့ထာဝရအတူတကွရှိနေနိုင်ပါစေကြောင်းဆုတောင်းလိုက်ပါတော့တယ်